တော်ရရှိများလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာကြီးမဟာဆွေရဲ့ဒေါက်တာသက်ရှိဆိုတဲ့ဝတ္ထုတို့ကိုနားဆင်ရမှာဖြစ်ပါတယ်ရန်ကုန်မြို့အကျင့်ကမြန်မာချင်းဖြစ်စေကတိုက်ချင်းကတ်စေကတဦးနဲ့တဦးအတိမိတ်ဆွေဖြစ်ခဲ့သည်ဝင်းချန်နှင့်နေဘူးကထိုသူ၏အကြောင်းကိုသိဖို့ရာတာ၍ခဲရင်လာသည်ကုတ်ကိုင်းလန်းတစ်ခုသောဝင်းချန်နှင့်နှစ်ထပ်အိမ်တစ်လုံးတွင်နေထိုင်သည့်မိန်းမချောတူအကြောင်းကိုမူသိရှိသူအလွန်နှဲပါလေသည်သတိထားကြည့်မိသူတို့ကမူထိုချန်ထဲမှအလွန်ခန့်ညားသည့်ကားကြီးနှင့်အသက်16နှစ်ခန့်မိန်းမချော3-4 ရက်တခါဆိုသလိုမြို့ထဲသို့ထွက်လေရှိကြောင်းပြောကြသည်ထိုမိန်းမပြိုနှင့်တည်သူကမရှိမဟုတ်လူကုန်တန်းအထက်တန်းများနှင့်အရာရှိအချို့သည်ထိုမိန်းမပြိုနှင့်တည်ကြ၏တို့ရာတွင်ထိုမိန်းမအကြောင်းကိုလူပုံလယ်တွင်မပြောကြကြအလွန်ရင်းနှီးသောမိတ်ဆွေအချို့သာပြောပြတတ်ကြသည်ထိုဝင်းချန်နှင့်မလှမ်းမကမ်းတွင်နေသူများကမူထိုမိန်းမပြိုမှာမိဘတည်ဆုံး၍အမွေရပြီးအချမ်းအယံများနှင့်လွန်ခဲ့သည့်2 နှစ်ခန့်ကလာရောက်နေထိုင်သည်ဟုပြောကြ၏ဝင်းတကားမှာအမြဲပိတ်ထား၍အသက်40ခန့်တကားဆောင်မြမာမှာတင်းမာခက်တရောသောမျက်နှာနှင့်မြည်သူလာရောက်မေးစေကမူကိုယ်အလုံးမဟုတ်တာဘာလို့သိချင်ရသလဲဟုပြောလေရှိလေသည်ထိုတိုက်အိမ်သည်လူကြီးလူကောင်းများနှင့်သာဆက်ဆံသောပြည့်တစားအိမ်ဖြစ်သည်ဆိုကမြည်သူမျှယုံနိုင်မည်မဟုတ်ချေအနေထိုင်သိသေးခြင်းဆက်ဆံသူများအထက်တန်းကြခြင်းမိမပြိုကိုယ်တိုင်ကလည်းရုပ်ရည်နှင့်တကွအခါခက်သိမ်းအထက်တန်းကြာခြင်းကြောင့်အထက်တန်းသားမိဘမှပေါက်ဖွားသောအမျိုးကောင်းသမီးဟုမှတ်ထင်ကြလေသည်အရင်မထုတ်ရသောလုပ်ငန်းရှင်မှလည်းထိုမိမပြိုတူးရဲပင်ဖြစ်ရာတညင့်ပြောဝါတညင့်မယားပြုလုပ်ရန်အတွက်ငွေ100ပေးရ၏ထို့ကြောင့်18လမ်းနဲ့လိုက်နေသောငနဲမျိုးမဆိုထားပြီအော်ဒါခေါ်နိုင်သောငနဲများပင်မိမပြိုနာသို့မကတ်နိုင်ကြကြသူလက်ခံသည်မှာလည်းမြည်မြအထက်တန်းကြသူဖြစ်စေသူနှင့်ဆက်ဆံဘူး၍သူယုံကြည်သောလူကြီးလူကောင်းတယောက်ယောက်ကထောက်ခံမှသာလက်ခံလေသည်ပြည့်တစားထဲတွင်လူကုန်ထံသမီးကဲ့သို့အများထင်မှတ်ရကဝင်ငွေအကောင်းဆုံးလည်းဖြစ်လေသည်တညင့်အတွက်ငွေ100သာမဟုတ်သူ၏အပြုစုအညုအချွဲကောင်းလွန်ခြင်းကြောင့်ငွေ90 100မှ400-500အထိပေါက်စုပေးကြခြင်းလက်ဝဲရတနာများပေးကြခြင်းဖြင့်တထေးမာကလေးပမာကျွဲဝချမ်းသာနေလေသည်အလှနဲ့စကားပြောခြင်းလို့တဲ့တည9 နာရီခန့်အသက်30ကျွဲမိန်းမတစ်ယောက်လာ၍ပြောရာအလှသည်တယ်လီဖုန်းရှိရာသို့သွားသည်ဂျိတ်တွင်မချိတ်ပဲစပွဲပေါ်တွင်ချထားသောနားကွက်ကိုကောက်ယူနားထောင်ကအလှဤနှုတ်ဖျားမှဝစ်လုံဥပခင်ပြောထားလို့သိပါတယ်4 ရက်လောက်မဆိုင်နိုင်ဘူးလားဧည့်သည်လက်မခံတဲ့ရက်ဖြစ်လို့ပါတွေ့ရယုံဒီလောက်ပဲလားရှင်ဂရိတီးရင်လက်ခံပါမယ်ဟုတ်ကဲ့မိမပြိုသည်တယ်လီဖုန်းနားခွက်ကိုချိတ်ထားခဲ့ကလာပြောသူမိမအားမမြခဏနေရင်ကားတစ်စီးလာလိမ့်မယ်ကိုချစ်တိုးပြောကြည်ကားနံပါတ် R304 လာရင်တကားဖွင့်ပေးလိုက်အလှဧည့်သည်လက်မခံသေးဘူးဆိုဟုတ်တယ်ဒါပေမဲ့တွေ့ယုံ100ပေးပါမယ်တွေ့ပြရစေဆိုလို့မတ်မြဆိုသူတိုက်အောက်ထက်သို့ဆင်း၍သွားပြီးနောက်ချက်ချင်းလိုပင်ပြန်လာရာဧခံရန်စားပွဲတောက်ဖွဲတို့ကိုအသင့်ပြင်ဆင်စေပြီးလျင်အောက်ထက်သို့ဆင်းနေစေ၏9 နာရီမိနစ်20ခန့်ကားတစ်စီးသည်ကုတ်ကိုင်းလန်းချန်တချန်ရှိတကားအပြင်ဘက်တွင်ရပ်နေသည်အတွင်းမှလက်နေသမီးဖြင့်ထိုးကြည့်ရာ R304 ကိုမြင်ရသဖြင့်တကားဖွင့်ပေးလိုက်၏အသက်30ခန့်မုံမုံရီရီလူခန့်လူကျော်လူရွားကြီးတစ်ယောက်အပေါ်ဓာတ်သို့တက်၍လာသည်ခါးတွင်ပန်းချိတ်လုံးကြီးကြစ်ပိုးရင်ဖုံးရှုဖနက်အညိုရောင်နှင့်မျက်လုံးမျက်ခုံးနှာတံပေါ်ဖြင့်အလွန်ကြက်တည်ရှိရာလှေကားထိပ်မှအလှစောင့်နေပြီးလျင်ချိုပြုံးသောအမူအရာနှင့်အော်ကိုကရောက်လာပြီကိုဟုနှုတ်ဆက်ခါလက်မောင်းကိုတွဲပြီးလျင်ဆိုဖာများရှိရာသို့ခေါ်ဆောင်သွားလေသည်နှစ်ယောက်ထိုင်ဆိုဖာပေါ်တွင်ထိုင်မိကြသောအခါဧည့်သည်သည်သူ၏အတွင်းအိတ်ကိုနှိုက်ခါ
တရားရန်ငွေဆက်ကူတစ်ချက်ကိုစပွဲပေါ်တွင်တင်၍ပေးရာမိမပြိုလဲအရေးမကြီးသလိုဆက်လက်ပြားကန်ခွက်ဖြင့်ဖိ၍ထားလိုက်၏လူလင်ကြီးကသူ့ဘေးတွင်ထိုင်နေသူအားခြေဆုံးကောင်းဆုံးကြည့်ရှုနေလေသည်ကြည်ပြာရောင်စူရတီလုံကြီးပြော့ဝတ်ထားသဖြင့်အရင်တုပ်၍အဖျားသွဲသောစင်ဤနှာမောင်းတရံကိုမြင်ရ၏အသက်16နှစ်ပြည့်ပြီလား20ထဲမှာဟင်ကျုပ်ဖြစ်16နှစ်ထက်မကျော်သေးဘူးထင်မိတာပဲထိုစကားမျိုးမှာမိမပြိုတွင်ပထမအကြိမ်ကြားရခြင်းမဟုတ်သဖြင့်အံ့ဩခြင်းမဖြစ်ချေလူလင်ကြီးသာမတူမပါနှကန်းသည်နှာတံပေါ်ကြည်၍ရည်နေသောမျက်လုံးမျက်တောင်ကော့3 ရက်လာမှောက်ထားသလိုမျက်ခုံးမွေနှစ်ဖူးဆန်ရင်စနှင့်ရဆက်ဆက်လှပနေသောမိမပြိုကိုတစိမ့်စိမ့်ကြည့်ရှုနေ၏မိမပြိုကလည်းပြန်လဲကြည့်ရှုရာနှစ်ဦးစလုံးရင်ဖို့နေကြသည်လူလင်ကြီးကပင်နာမည်အပြည့်စုံကောမသိရဘူးလားမက်တာလားတဲ့ဒီလောက်ချောတဲ့ရုပ်နဲ့ရှင်ဘီရင်ခေဆိုရင်မိဖုရားမြောက်ကြမှာအမှန်ပဲဘာဖြစ်လို့ဒီလုပ်ကိုလုပ်ရတယ်လဲအလှရဲ့ဒါတွေမသိချင်ပါနဲ့အလှရဲ့ဘဝအကျိုးပေးလို့ပဲအောက်မေ့ပါတော့ကဲမသိစေခြင်းလဲမမေးတော့ပါဘူးဗျာဒီရက်မှာလက်မခံတာကဘလို့သဘောလဲဆိုတာတော့သိပြရစီအလှဟာဓမ္မတာမလာခင်9 ရက်လာစဲလာပြီး9 ရက်ဒီရက်တွေမှာဘဲဧည့်သည်မှလက်မခံဘူးအော်သိပါပြီငပူတင်းမှဖြစ်မှဆိုလို့ဆိုပါတော့ဒါပေမဲ့အပကြီးကတော့ချစ်ခွင့်ပြုမယ်မဟုတ်လားအလှသည်မြည်သို့မျှမပြောရီဝေသောမျက်လုံးစုံဖြင့်လူလင်ကြီးအားကြည့်ရှုနေရာလူလင်ကြီးသည်အလှဤတကိုယ်လုံးတိမ်ကြုံပွေ့ဖက်ခါသူ၏ပေါင်မော်သို့တင်လိုက်ပြီးလျင်အလှဤပါးနှစ်ဖက်ကိုအားရပါးရကျူမှွေးနေတော်သည်ကဲထဟိုခန်းထဲသွားရအောင်ဟုတခန်းထဲသို့ခေါ်သွားရာလူလင်ကြီးလည်းလိုက်ပါသွား၏အခန်းထဲ၌ကကြောက်စပွဲပေါ်တွင်ဖန်ကွက်နှလုံးရေပကံမြည်တရားအချို့ကိုတွေ့ရ၏တောက်တတ်သလားဘာတောက်မလဲအော်ရပါတယ်ဟုဗီဒီယိုတစ်ခုကိုဖွင့်လိုက်၏လူလင်ကြီးလှမ်းကြည့်လိုက်ရာဝီစကီဘရန်ဒီဘီယာစသောအတော်မျိုးစုံသည့်ပလင်းများကိုမြင်ရ၏အလှသည်ဘီဟိုက်ဘရန်ဒီတစ်လုံးဆွဲထုတ်လာကဖန်ကွက်ထဲထည့်ပြီးလျင်ရေခဲရည်နှင့်ဆက်ပေးရင်ဝီစကီအန်ဆိုဒါဘရန်ဒီအန်ဝါတာဆိုတယ်မဟုတ်လားဟုဖြူဖွေးညီညာသောပလဲဥဒရန်သွားကလေးများပေါ်အောင်ပြုံး၍ပြောလိုက်ရာလူလင်ကြီးလည်းပြန်၍ပြုံးရင်းခေါင်းညှိတ်နေလေသည်အရက်အသင့်တင်တောက်ပြီးနောက်အေကန်စန်းနေရရှိရာသို့လာပြီးလျင်အလှကိုယ်တိုင်ချစ်သမျှကိုပတ်ပြိုးကိုစိုးတီးတီး၍နေရာလူလင်ကြီးအတော်သဘောကျနေသည်အလွန်ตาရသောအတန်လက်ဆယ်ချောင်းအတုံးချ၍ညံ့ညက်ကလေးလှိမ့်ထွက်လာသောစန်းနေရသံနှင့်စီးကြိုက်ဝါးကြိုက်နားထောင်၍မညီဖြစ်နေသည်အလှသချင်းဆုံးလျင်လူလင်ကြီးသည်အလှတကူလုံးကိုကလေးငယ်ပွေသလိုပွေယူကာမတ်တဲရက်လိုက်၏အလှဤဥကောင်းသည်လူလင်ကြီးဤဘဲဘက်လက်မောင်းအလွန်တွင်ပက်လက်ကလေးရောက်နေရာလူလင်ကြီးသည်အလှဤနှစ်ဖူးပါးပြင်လဲပင်ပခုံးမာမကြမ်းနမ်းရှုပ်နေ၏တဖန်အလှဤရင်ဝင်ထဲသူဤပါအရင်အလှရဲ့ခွင့်ပြုမယ်မဟုတ်လားဒီပြင်လူဆိုရင်အဲ့ဝတ်ကြေယုံပြုစုတာပဲအခုကိုကိုတော့ဝမ်းထဲကပါလှိုက်လိုက်လဲချစ်လို့စွန့်ပြီးခွင့်ပြုရမှာပဲအလှကိုချပါအောင်လူလင်ကြီးသည်သူ့လက်ထဲမှအလှအားမတ်တရက်ဖြစ်အောင်ချပေး၏အလှလဲလူလင်ကြီးဤခါကိုဖတ်ခါအခန်းတစ်ခန်းထဲသို့ခေါ်ဆောင်သွား၍ညဝေအင်ကြီး3-4တဲကိုလက်ညှိုးညွှန်ပြရင်းအဲ့ဒီအထဲကကိုနဲ့တော်တာတစ်ခုဝက်ခါကအဝတ်တွေချွတ်ထားခဲ့အလှဟိုဘက်ခန်းကစောင့်နေမယ်ဟုပြောကာထွက်ခွာသွား၏တိုက်ခန်းမှာဖျောင်းနိုင်60အားမီးနှစ်ပွင့်ဖွင့်ထားရာအပြာရောင်နိုင်ရများနှင့်ပနံစား၍နေ၏ဆိုဖာများသည်ထိုင်သူကင်းမဲ့လျက်ငုတ်တုတ်ဖြစ်နေကြသည်ဆိုဖာများလည်းရှိမှန်စပွဲဝိုင်းပေါ်တွင်ဆက်လက်ပြာကန်ကွက်နှင့်ဖိထားသောရာဒန်ဆက်ကူသည်အကယ်၍စကားပြောတတ်ကငါကျေးဇူးဟုပြောပေလိမ့်မည်တရိုင်လုံးမှာတိတ်ဆိတ်လျက်လမ်းပေါ်မှတစည်းတလေဖြတ်သွားသောမော်တော်ကားသံကိုကြားရ၏မိနစ်20ခန့်ကြာသောအခါအရက်တောက်သောအခန်းထဲတွင်ချစ်သူနှစ်ဦးနှုတ်အေးတောက်နေကြသည်လူလင်ကြီးသည်နှုတ်တကြိုက်နှစ်ကြိုက်တောက်ပြီးလျင်ကြောက်စပွဲပေါ်အသာပြန်ချကာအလှရဲ့ကိုတော့ဆွဲပြီးကိုနဲ့တစ်သက်လုံးပေါင်းရအောင်လား
ဖြစ်နိုင်ပါဘူးကိုရဲ့ပြီးတော့မရေကြီးဖြစ်တဲ့သူကိုနှိပ်စက်ရာကြမှာပေါ့ခက်တယ်အတွေ့နောက်ကြတာကိုအခုလဲတညလုံးနေခြင်းနဲ့ဒါပေမဲ့ဘာမှမှာမထားခဲ့ရလို့ပြန်ရအောင်မယ်နက်ဖြန်တော့ခွင့်ပြုမယ်မဟုတ်လားအခုမှတော့မထူးတော့ပါဘူးခွင့်ပြုရတော့မှာပေါ့လူလင်ကြီးသည်နှုတ်ကွက်ကိုအကုန်မော့လိုက်ခါအဝတ်လဲသောအခန်းထဲသို့ထ၍လာခဲ့ရာအလှလဲထက်ကျက်လိုက်ပါလာလေသည်အဝတ်များလဲပြီးလျင်အလှအားပွေးဖက်ခါအထက်ထက်မှုေးပြန်သည်အလှမှလဲလူလင်ကြီးပြုသည်မြတီးခံနေရှာကနှစ်ယောက်တွဲလျက်လှေကားထိပ်စီးသို့လာခဲ့ကြသည်ကဲသွားမယ်နော်အလှဟုတ်ကဲ့ကိုနောက်တစ်နေ့လူလင်ကြီးလာပြန်သည်ဤသို့ဖြင့်3ရက်တစ်ကြိမ်လောက်ဆက်ဆံလာရာအလှမှာငွေကိုပင်လက်မခံညှင်းဆန်နေတော်လဲလူလင်ကြီးကဇွတ်ပေးယုံသာမကစိန်လက်စော့စိန်ဆွဲကြိုးများပင်စင်ရင်ပေးလေသည်တလကန်အကြာအလှပြုတ်အံလေသည်ဓမ္မတာလဲမပေါ်သဖြင့်အကြီးအကျယ်စိတ်ညစ်သွားလေသည်စောစောနုနုကဖျက်ချဖို့ပင်စိတ်ကူးမိတော်လဲတတဝါတယောက်၏အသက်ကိုတက်ဖြတ်သည်နှင့်မချဖြစ်နေသောကြောင့်အာကုသိုလ်ကိုသူကြောက်နေသည်ဧည့်သည်များအား2လခန့်ထိလက်ခံနေပြီးနောက်ကျမ်းမာရေးအတွက်တောသို့သွားသည်ဟုအကြောင်းပြကာအိမ်တွင်အောင်၍နေရရှာသည်မတ်မြဆိုသူမှာက14-15ရက်ခန့်တယ်လီဖုန်းနဲ့ချိန်ဆိုသူများအားအလှအိမ်တွင်မရှိတောသွားနေသည်ဟုမကြာခဏအကြောင်းပြန်ပြောနေရ၏ထို့နောက်တွင်မူတိုက်ကြီးသည်စိတ်ငြိမ်နေတော့သည်မတ်မြပြင်အခြားမိန်းကလေးတယောက်ဒရိုင်ဘာနှင့်တကမူကိုချစ်တိုးတို့ရှိရာသူတို့၏လှုပ်ရှားသွားလာမှုကိုသာမြင်တွေ့ကြရသည်အလှကားအိမ်တွင်၌သာလမ်းလျှောက်နေရ၍စားတောက်ချိန်တွင်မတ်မြတို့လာရောက်ပို့ပေးကြ၏ကိုဝင်မှလည်းတနေ့တခြားရစ်မှလာရာကျွမ်းကျင်သောအရက်ဝမ်းဆွဲတယောက်ကိုနှုတ်ပိတ်ငွေပေး၍အသင့်ရှာထားလေသည်နေ့လာစေသောအခါထိုဝမ်းဆွဲနှင့်ပင်မွေးဖွားရာရေစည်းငါးပမာဖြူဖွေး၍ချစ်စပွဲကောင်းသောသားယောက်ျားကလေးဖြစ်နေသည်အလှသည်သူ၏သားကလေးအားတလမျှသူ၏နှုတ်ရည်တိုက်ကျွေးပြီးနောက်ကလေးကိုကြည့်ကာမျက်ရည်တွေစီးစင်းနေရှာသည်ကလေးကဘာမျှနားမလဲခြေကားရလက်ကားရနှင့်သူ့မိခင်အားပြုံးသလိုငိုမလိုဟန်နှင့်ကြည့်နေရှာသည်သားလေးလူကလေးမင်းနဲ့မေမေနဲ့ခွဲရတော့မယ်မင်းကိုမချစ်လို့မဟုတ်ဘူးကွမင်းဟာမေမေသားရဲ့လို့လူများသိရင်မင်းတစ်သက်လုံးလူတော်တဲ့တိုးနိုင်မှာမဟုတ်ဘူးမင်းရောက်မဲ့အိမ်ဟာလဲသူများမဟုတ်ဘူးမင်းအဖေရင်းရဲ့အိမ်ကွဘာမှနားမလဲရှာသေးသောကလေးငယ်အားလေလျှောက်ပြောဆိုကာငုံ၍မှုေးနေရှာ၏ထို့နောက်ကိုချစ်တိုးအားခေါ်ကာတီးတိုးတိုင်ပင်လေသည်နောက်တစ်နေ့နနက်9 နာရီသာတွင်မော်တော်ကားတစ်စီးသည်ဖျားလန်းတိုင်းမောင်းလာကာတခုသောနှစ်ထပ်တိုက်နှင့်ဝင်းချံဘေးတွင်ထိုး၍ရက်လိုက်၏ကားနောက်ပိုင်းမှယောက်ျားတစ်ယောက်သည်တစုံတစ်ခုကိုအသာယာပွေကာဝင်းတကားဘေးတွင်ချထားခဲ့ပြီးလျင်ကားပေါ်သို့လျင်မြန်စွာတက်၍ထွက်ခွာသွားလေသည်အရှိလောကရက်မှရောင်နီများထွက်ပေါ်လာရာအလင်းရောင်များလည်းတစလွှမ်းခြုံနေလေသည်နွားနိုကလားတယောက်သည်ထိုတိုင်ဝင်းခြံတကားအနီးသို့ရောက်ကာအမားဟုလှမ်းခေါ်လိုက်ရာအခိုင်းစေနှင့်တူသောအသက်25နှစ်ခန့်မိန်းမတယောက်တကားလာဖွင့်စဉ်ကလားသည်အဘားဟုလန့်អော်လိုက်သည်ကလားကြည့်ရသို့မိမ့်မပြိုကြည့်လိုက်သောအခါအဝတ်နှင့်ထွေးလုံးစွန့်ပစ်ထားသောတလသားရွယ်ကလေးငယ်ကိုမြင်ရရာဟင်ကလေးလေးဟုဆိုကာအိမ်ထဲသို့အပြေးဝင်သွား၏မကြာမီအသက်30ခန့်ထောင်ထောင်မောင်းမောင်းလူလင်ကြီးတယောက်ရေးကြီးတုပ်ပြားနှင့်ထွက်၍လာ၏ဟဲ့အသက်ရှိသေးသလားဟင်ဟုပြောကာကလေးငယ်အားကုန်း၍ပွေယူလိုက်ရာလက်ချောင်းများကိုပါးစပ်နှင့်ဆုပ်လျက်ပြူးကြောင်ကြည်လင်သောမျက်လုံးနှင့်တွေ့ရသဖြင့်ဟေးအသက်ရှိသေးတယ်နှက်ပေးတာပဲဟေးရေစည်းငါလိုချောလိုက်တဲ့ကလေးပြော၍ငုတ်၍နမ်းလိုက်မိလေသည်သားဟူသောချစ်ချင်းဖြင့်ရိုးရင်းစိတ်မျှပီတိဖြစ်နေသည်ဟေးမောင်မကလေးလေးလားဟေ့တိုက်စင်ဝင်အပေါ်တက်မှအသက်50ခန့်လူကြီးတယောက်ကငုံ၍လှမ်းကြည့်ကာမေးလိုက်ရာဟုတ်တယ်ဗျရေယောက်ျားကလေးမကြာမီကလေးငယ်အားအိမ်ပေါ်တက်တွင်တအိမ်သားလုံးဝိုင်းဝန်းကြည့်ရှုနေကြသည်အဖိုးကြီးကဒီလောက်ချစ်စရာကောင်းတဲ့ကလေးကိုစွန့်ပစ်ရက်တာမြန်အံ့ဩပါရဲ့အဖေမပေါ်တဲ့ကလေးမို့ပြစ်ရှာတာနေမှာပေါ့မောင်ဘဤဇနီးမက်ခင်ကြီးတွင်10နှစ်အရွယ်သမီးတစ်ယောက်နှင့်10နှစ်အရွယ်သမီးတစ်ယောက်သားထွန်းကား၍
သားယောက်ျားမထွန်းကားသဖြင့်လင်မယားနှစ်ယောက်စလုံးဝမ်းသာနေကြသည်ကလေးအားမောင်သက်ရှည်ဟုအမည်ပေးကာနို့ရင်းများနှင့်ကျွေးမွေးပြုစုကြတော်သည်မောင်သက်ရှည်အခါလဲကြော်လျင်စကားမပီကလာပြောတတ်၍ရုပ်ရည်မှလည်းမောင်မောင်ဘနှင့်တူလေရာအချစ်ဆုံးမှလည်းမောင်မောင်ဘပင်ဖြစ်တော်၏အလှသည်ဤကလေးအားမောင်မောင်ဘ၏ကလေးမှန်အတက်သည်၏သူကျင့်စဉ်ဖောက်၍မောင်မောင်ဘအလိုလိုက်မိသဖြင့်ကလေးရခြင်းဖြစ်သည်တို့ရာတွင်ထိုကလေးသည်အလှကလေးမောင်မောင်ဘနှင့်ရသောကလေးဟုမောင်မောင်ဘမသိစေလိုသူသားတစ်သက်လုံးလူရမဝင်ဖြစ်မည်ကိုစိုးရိမ်သဖြင့်ကလေးသာအရောက်ပို့လိုက်ပြီးမြည်သည့်အကြောင်းမျှမောင်မောင်ဘအားမသိစေရကြမောင်သက်ရှည်6နှစ်သားတွင်မြမသာသင်ကျောင်း၌ထား၍သင်ကြားစေရာဉာဏ်အလွန်ကောင်းသဖြင့်သူငယ်တန်းနှင့်ပထမတန်းကိုတစ်နှစ်ဒုတိယတန်းနှင့်တတိယတန်းကိုတစ်နှစ်2နှစ်နှင့်4တန်းရောက်လေရာမြမကျောင်းမှနှုတ်၍စိန်ဘောကျောင်းသို့ပြောင်းရွှေ့ထားပြန်သည်မောင်သက်ရှည်မှာတွက်လက်အကင်းပါဖြက်လက်သဖြင့်တအိမ်သားလုံး၏အသေးကြော်ဖြစ်နေတော်သည်စိန်ဘောတွင်အင်္ဂလိပ်ဘာသာတတ်သင်သောအတန်းတွင်ဘရောင်းအမည်နှင့်သင်စေရာမြမကျောင်းသားများဖို့တစ်နှစ်တစ်တန်းအောင်ရန်အတော်ခဲရင်တော်လဲမောင်သက်ရှည်မှာတစ်တန်းနှစ်တန်းတစ်နှစ်3တန်းနှင့်4တန်းတစ်နှစ်နှင့်အောင်၏မောင်သက်ရှည်အသက်10နှစ်တွင်4တန်းအောင်၍5တန်းဆက်တင်ရ၏အမကြီးခင်မိမိအသက်20အမငယ်ခင်မမအသက်18နှစ်သို့ရောက်၍ခင်မိမိမှာဆက်တထေးသားတဦးနှင့်အိမ်အောင်ကြလေသည်မောင်သက်ရှည်၏ကစားဘက်မှာကတိုက်ချင်းသည်ဝိလုံတော်ရာတဦး၏သမီးအသက်6နှစ်အရွယ်ခင်နန်းွယ်ဆိုသူကလေးဖြစ်၏မောင်သက်ရှည်မောင်သက်ရှည်ခင်မမသည်တစ်ဖက်ခြံစီသို့လှမ်းអော်၍ခေါ်လိုက်ရာခမညာလာပါပြီမမလေးဟုဘောင်းမီတိုကလေးနှင့်အပြေးလာရှာသည်ကြည်စံအားရင်သူ့မယားစီတွားနေတာပဲဟုတ်လဲဟုတ်ပဲနဲ့မမလေးကမောင်သက်ရှည်သည်မျက်နာကလေးပြတ်သွားကပြန်ပြောရှာရာအမဖြစ်သူကလက်မောင်းကိုညင်သာစွာဆွဲခေါ်ရင်းမမလေးကကြည်စားတာပါကွာလာထမင်းစားကြစို့ခင်နန်းွယ်6နှစ်မောင်သက်ရှည်10နှစ်တွင်တပူးတွဲနေကြရာအမကြီးအမလေးများကလည်းလင်မယားဟုစကြနောက်ကြတော့လဲမောင်သက်ရှည်ကအသွားမပြတ်နေခဲ့၏တနေ့သ၌မောင်သက်ရှည်သည်မျက်နာညှိုးငယ်စွာကျောင်းမှပြန်လာရာသူဖခင်မောင်မောင်ဘ၏ရင်ခွင်ထဲတိုးကငို၍နေ၏တာလူလေးဘာဖြစ်လာသလဲဘာလို့ငိုရတာလဲကွကျွန်တော်ဟာဖေဖေသားရင်မဟုတ်ဘူးသူများပြစ်ထားတာကိုကောက်ပြီးမွေးစားထားတာတဲ့မဟုတ်တာပဲလူလေးရဲ့ဖေဖေယုံနဲ့မင်းယုံမတူဘူးလားသူများကအလကားနောက်တာပါမင်းအမနှစ်ယောက်နဲ့လဲရုပ်ချင်းစင်တယ်မဟုတ်လားဒါဖြင့်ကျွန်တော်ဟာဖေဖေသားရင်တော့ကြော်ဖေးဆိုတဲ့အကောင်ကပြောတာသူ့ဖေနဲ့မင်းအဖေမောင်မောင်ဘနဲ့ခင်တဲ့အလကားကြည်စဲနေကြတာပါကဲနွယ်မျောနေလိမ့်မယ်သွားကြည့်ပါလားသားရဲ့မောင်သက်ရှည်သည်ဖခင်အားရှက်ကူးရှက်ကန်းနှင့်ကြည်ကာမြောက်ဖက်ခြမ်းစီသို့ကူး၍သွားလေသည်မောင်သက်ရှည်16နှစ်သားအရွယ်တွင်10တန်းဆောင်မေးပွဲကိုဝင်ရောက်ဖြည့်ဆို့ရလေသည်ဆောင်မေးပွဲဖြည့်ဆို့ပြီးနောက်ကျောင်းမပိတ်သေးသဖြင့်ဆက်လက်၍ကျောင်းတက်နေရသည်များမကြာမီနွေရာသီကျောင်းပိတ်လိုက်ရာကျောင်းသားများမှာဇောင်းထဲကလွတ်လိုက်သောမြင်းပမာပျော်မြူးနေကြလေသည်မေလာထဲတွင်ဆောင်မေးပွဲအောင်ဂေဇက်ထွက်ပေါ်လာရာမောင်သက်ရှည်သည်ပထမပိုင်းမှအောင်မြင်၏ထို့သောဆောင်မေးပွဲအောင်မြင်သဖြင့်ဝမ်းသာအားရရှိလာမည်ထင်ကြရာမောင်သက်ရှည်မျက်နှာမှာအမြဲညှို့၍နေလေသည်တနေ့တွင်မောင်မောင်ဘထံကပ်ပြီးမောင်သက်ရှည်မေးမြန်းပြန်သည်ကဲဖေဖေရဲ့မှန်မှန်ပြောပါတော့ဖေဖေမပြောခင်ကျွန်တော်ပြောပြအောင်မယ်ကျောင်းမပိတ်ခင်ကလေးတွင်အကောင်တကောင်လာစတာနဲ့ကျွန်တော်ထိုးလိုက်တယ်သူ့အမေကိုသွားတိုင်တယ်သူ့အမေကကျောင်းလိုက်လာပြီးမိမစစ်ဖမစစ်သားတဲ့ကျွန်တော်ကမြေပိုင်ရှင်တထေးမောင်မောင်ဘသားလို့ပြန်ပြောတော့ကောက်ရလို့မွေးသားထားတာပဲဆွတ်ဆွဲတယ်ကျွန်တော်မိမကြီးရိုက်မယ်လှုပ်သေးတယ်နောက်တိနိုင်တဲ့နီးလန်းတစ်ခုကိုကျောင်းသားကြီးတယောက်ကအကြံပေးလို့ကန်တိုမင်ဌာနသွားပြီးအမှုဖိုင်တွဲဟောင်းတွေသွားကြည့်တယ်လွန်ခဲ့တဲ့16နှစ်လောက်ကမောင်မောင်ဘကလေးတယောက်ခြံပေါက်ကရလို့မွေးမြူထားကြောင်းကလေးရှင်လူချင်းကပြန်ပေးမိကြောင်းမှရေးမှတ်ထားတာတွေ့ရတာပဲဖေဖေမပြောရဘူးအိမ်လုံးလည်းမပြောရကြဘူးသားကစစ်စစ်ပေါက်ပေါက်နိုင်လှတော့ပြောရတော့မယ်သားထင်တဲ့အတိုင်းပဲလွန်ခဲ့တဲ့16နှစ်ကကောက်ယူမွေးသားခဲ့တာပဲမင်းအဖေမေဘသူဘဝလို့မသိခဲ့ဘူး
ဒါပေမဲ့ဖေဖေဟာမင်းကိုတားရင်လို့ချစ်နေမင်းဟာတားကအဖေရင်လို့မခင်နိုင်ဘူးလားမောင်မောင်ဘသည်ထို့သို့ပြောရင်းမျက်ရည်များဝိုင်းလာရှာသည်ကျွန်တော်ကလည်းအဖေရင်လို့လည်းထင်ခဲ့တယ်အဖေရင်လို့လည်းချစ်ပါတယ်သူများပြောတာမခံကျင်လို့အမှန်သိအောင်စုံစမ်းတာပါဒီစိတ်တွေဖျောက်လိုက်ပါကွာဖေဖေဘလောက်ချစ်တယ်ဆိုတာဒါအတိသားနဲ့မောင်သက်ရှိသည်သူ့ဖခင်နီးမှထွက်ခွာသွားကပန်းညံထဲတွင်လမ်းလျှောက်နေသည်သူတစုံတရာအကြံယူနေ၏မိဘရဲ့မဟုတ်သူထံနှုတ်သက်ခံနေ၍မတော်ကိုဒူးကိုချွန်းတခြားထွက်သွားခြင်းကကောင်းသည်ဟုဆုံးဖြတ်လေသည်ကိုသက်တစ်ဖက်ချမ်းမှမကြဲ့တကြဲအတန်တန်ကြားရရာမောင်သက်ရှိသည်ထိုချံဘက်သို့ကူး၍သွားလေသည်အသက်12နှစ်ခန့်စရစ်ဝိုင်းနှင့်မိန်းကလေးသည်မောင်သက်ရှိ၏လက်ကိုဆွဲကာပန်းညံထဲသို့ခေါ်သွား၏နှစ်ယောက်သားခုံနှန်းတစ်ခုပေါ်တွင်ထိုင်မိကြရာခင်နှန်းနွယ်သည်မောင်သက်ရှိ၏မျက်နာကိုကြည့်ကာဟင်ကိုသက်မျက်နာလည်းမကောင်းပါလားဘာဖြစ်လို့လဲအေးဒါတွေပြောမလို့ဘယ်သူမှပြန်မပြောရဘူးနော်မပြောပါဘူးစိတ်ချပါကိုသက်ဟာမောင်မောင်ဖရဲ့တားရင်မဟုတ်ဘူးအိုးဒါလားဖေဖေတို့ပြောလို့နွယ်နွယ်အစောကြီးကလေးကတည်သားပဲအော်နွယ်နွယ်တောင်တည်နေပြီကိုမောင်သက်ရှိသည်သူ့အကြံကိုဖွင့်ပြောရကောင်းမလားဟုစဉ်းစားနေသည်စံရစ်ဝိုင်းမျက်တောင်ကော့ကော့အတွင်းကကြည်လင်သောမျက်လုံးအပြိုကြီးဖြစ်လျင်မိမချောဖြစ်မိအသွင်ဆောင်နေသောခင်နှန်းနွယ်ဤတကိုယ်လုံးကိုခြုံ၍ကြည့်နေသည်လက်ပွန်းတတိနေခဲ့ကြရာတွင်ယခုတစ်ချိန်စိတ်တစ်မျိုးဖြစ်နေ၏အတန်ကြာစိတ်ငြိမ်နေရမှကိုသက်ဒီအိမ်မှာမနေတော့ဘူးတိတ်ထွက်သွားမယ်လို့အိုးဘာလို့သွားမှာတော့အားလုံးကချစ်ကြသားပဲကိုသက်သွားရင်နွယ်နွယ်တယောက်တည်းဘယ်နဲ့လုပ်ရမှာလဲရိုးရိုးချစ်ကြသည်ဟုနှစ်ဦးစလုံးထင်ခဲ့ရမှတကယ်ခွဲခွာမည်ရှိကြသောအခါတမျိုးချစ်နေကြပြီကိုနှစ်ယောက်စလုံးနားမလဲပဲအချစ်အိုးပောက်ကွဲစာပြုတ်နေလေသည်ခင်နှန်းနွယ်သည်မျက်ရည်ကလေးဝဲနေသည်မသွားလို့မဖြစ်ဘူးနွယ်နွယ်ကိုဒူးကိုချွန်လှုပ်ချင်တယ်အနှုတ်ဘယ်သွားမှလဲမပြောတတ်သေးဘူးတော်တော်ဝေးလိမ့်မယ်နို့ပေမဲ့အကြံအထမြောက်တဲ့အခါပြန်တွေ့ကြတာပေါ့နွယ်နွယ်တော့နေတိုင်းပြင်းနေမှာပဲနွယ်နွယ်သည်ထို့တဲ့ပို၍ပြောလိုသည်မပြောတတ်မောင်သက်ရှိသည်ဘာပြောရမည်ပသည်နွယ်နွယ်ဤကိုကလေးကိုတိမ်ကြုံပွေ့ဖက်ခါပါးပြင်ကလေးကိုမှုေးမိသည်နွယ်နွယ်ကမျက်ရည်များပါးပြင်ပေါ်စီးကြနေရာမောင်သက်ရှိကလွတ်ပေးပြီးလျင်ကဲသွားမယ်နော်နွယ်နွယ်ဟုဆိုကာထွက်ခွာခဲ့လေသည်မောင်သက်ရှိသည်အိမ်တွေမပြတ်နေပြီးလျင်ကျောင်းအုပ်ဆရာကြီးထံမှထောက်ခံစာမိတ်ဆက်စာစသည်တို့ကိုယူ၍ထား၏သူ၏အကြံမှာပညာသင်ကြားရာ၌ဆေးပညာသည်လူ၏အသက်ပေါင်းများစွာကိုကယ်ဆယ်နိုင်သဖြင့်အိန္ဒိယပြည်သို့တွားရောက်သင်ကြားမည်ဟုဆုံးဖြတ်ထားပြီးဖြစ်၏ရှစ်နှစ်သားအရွယ်ကစ၍မုတ်ဘိုးထဲမှစုဆောင်းထားသောငွေ400ကျပ်ကျော်များစာရိုက်တွင်အနှံထားရာထိုငွေများကိုထုတ်ယူ၍ဖခင်မောင်မောင်ဘထံစာတစ်စောင်ရေးခဲ့ပြီးလျင်သင်္ဘောပတ်ကျုံသည်နှင့်အိန္ဒိယသို့လိုက်ပါသွားလေသည်ကာကတားသို့ရောက်လျင်ဆရာကြီးရေးပေးလိုက်သောလိပ်စာတိုင်းတက္ကသိုလ်ကျောင်းကြီးသို့တက္ကစီတစ်စီးငှား၍သွား၏ကျောင်းအုပ်ဆရာကြီးနှင့်တွေ့သောအခါရန်ကုန်ကဆရာကြီးထံမှစာကိုပြလျင်ကောင်းမွန်စွာလက်ခံစကားပြောလေသည်ဆေးပညာသင်လိုလျင် BSc အောင်ပြီးမှသင်ကြားကပုံမကောင်းမည်ဟုပြောသဖြင့်ကျောင်းအုပ်ဆရာကြီးအိမ်မှာအခိုင်းစေပမာနေထိုင်၍ ISC သင်တန်းကိုအောက်တန်းကစတင်သင်ကြားရသည်ကျောင်းအုပ်ဆရာကြီးမှလည်းမောင်သက်ရှိ၏လိမ္မာရေးကြားရှိခြင်းတွက်လက်ပေါ်ပါခြင်းတို့ကြောင့်တားပမာချစ်ခင်လေသည်သူ၏နှုတ်ဖျားတွင် brown ဟုတီးနေအောင်ပင်ဖြစ်သည်ဉာဏ်ကောင်းသဖြင့် ISC အောက်တန်းနှင့်အထက်တန်းကိုတစ်နှစ်ထဲနှင့်အောင်မြင်၏BSc ကိုမူ2နှစ်သင်ပြီးဂုဏ်ထူးနှင့်အောင်လေသည်တက္ကသိုလ်ကျောင်းအုပ်ကြီး၏ထောက်ခံချက်သာမဟုတ်ကိုယ်တိုင်လိုက်၍အနှံသဖြင့်ဆေးကျောင်းအုပ်ကြီးအိမ်တွင်နေရပြန်သည်ထိုအခါ၌မောင်သက်ရှိမှာအင်္ဂလိပ်ဆေးပညာသာမဟုတ်ဟိန္ဒူဆေးပညာတက္ကရာစာပေများပါစီးပူးလေသည်လုံလဝရိယလည်းရှိဉာဏ်လည်းကောင်းသဖြင့်ဆေးကျောင်း3နှစ်သင်ရရာတွင်3နှစ်စလုံးပထမကြီးအောင်ခဲ့သည်အပေါင်းအသင်းစံញင်းထူးချွန်ခြင်းကြောင့်ဘင်္ဂါလီကျောင်းသားများကဗျာများမျက်နှာဖြူကျောင်းသားများပင်မောင်သက်ရှိအားခင်မင်ကြသည်လေးစားကြသည်
မောင်သက်ရှေးသည် MBBS ဒီဂရီဘွဲ့မယူရသေးခင်တွင်ဗုဒ္ဓဂါယာမိဂရောဝန်ဘောဓိပင်စသည်တို့သို့ဖျားဖူးလှည့်လည်နေ၏ရေချိုးစိတ်ကြောင့်ထင်ရှားကျော်သောဘာယာနဒီမြို့သို့ရောက်သောအခါဆေးကျောင်းနေဘက်ဘင်္ဂါလီကျောင်းသားနှင့်တွေ့လေသည်ထိုကျောင်းသားအိမ်၌တဲခိုစဉ်ဟိန္ဒူတထေးကတော်ကြီးတယောက်ဥယျင်ခဲသောဝေဒနာမှာ9နှစ်တိုင်ကြာရှိကြောင်းကိုသိရလေသည်မောင်သက်ရှေကသူ၏ပညာအစွမ်းပြချိန်တန်မည်ဟုဘင်္ဂလီကျောင်းသားနှင့်တူဝေဒနာရှင်တထေးကတော်အိမ်သို့သွားရာတထေးကတော်သည်အသက်22နှစ်မျှရှိသေးသောမောင်သက်ရှေအားမြင်လျင် Hey Das ဘင်္ဂလီကျောင်းသားမင်းလူကငယ်လှကြီးလားတကယ်ဒိတ်ဒိတ်ကျဲသမားတော်တွေတောင်ကုမရတဲ့ဟာဟန်ကြပါမလားဟုဟိန္ဒူစတန်ဒီဘာသာဖြင့်မေးလိုက်ရာမောင်သက်ရှေလည်းဟိန္ဒူစတန်ဒီဘာသာကောင်းစွာတတ်သဖြင့်အသက်ကြီးတာငယ်တာဗราဏမဟုတ်ပါဘူးတော်ရဲ့ပညာသာဗราဏပါမပြောက်ရင်စေးကူးကတပြားမှမယူပါဘူးအေးလေစမ်းကြည့်သေးတာပေါ့အမလီခဲလိုက်တဲ့ခေါင်းဟုညီးတွားရင်ကုသခွင့်ပြုလေသည်မောင်သက်ရှေကဆေးဝါးပါမလာသဖြင့်ကုသမည်ဆိုပြီးမှဘင်္ဂါလီကျောင်းသားနှင့်အတူဘရဆေးဆိုင်သို့တွားရောက်ခါလိုအပ်သောဆေးများကိုစုဆောင်းရပြန်သည်တဖန်ထောပတ်လက်ဖက်ရည်ချမ်းပကံတစ်လုံးကန်တောင်းပြီးလျင်အခြားဆေးများနှင့်ရောနှောလျက်အသင့်ပြင်ထား၏တထေးကတော်အားလည်းဂရင်မော်တွင်ပက်လက်အိတ်ဆေးကထောပတ်ဆေးကိုနှာနှက်သလိုနှာခေါင်းမှတွင်းလိုက်ရာထောပတ်အချို့ပါဇက်မှအန်ထွက်လာလေသည်ကိုထွေးကန်ဖြင့်ခံယူလျက်ဟဲ့ကောင်မတွေထွေးကန်ထဲကထောပတ်တွေဂွန်းနဲ့တို့ယူလှဲ့ကြစမ်းဟုအမိန့်ပေးလိုက်၏ကြီးကျယ်သောတိုက်အိမ်အလွန်နူးညံ့ကောင်းမွန်သောပါရှားပြည်ဖြင့်ကော်စောကြီးများခင်းလျက်ရွှေတောက်ရေခွက်ရွှေထုံးဘူးရွှေလင်ပန်းအတုံဆောင်စင်စွယ်ခြေတက်ကလက်ထိုင်များဖြင့်အလွန်ကျွယ်ဝချမ်းသာပုံရသောတထေးကတော်ကြီးတယောက်လုံးဖြစ်လျက်ပါဇက်ကထွက်သောထောပတ်ကိုပင်ကဆေးနှဲ၍အသိမ်းခိုင်းသည်ငါတော့ပတ်စံကောင်းကောင်းရမှာမဟုတ်တော့ပါဘူးဟုမောင်သက်ရှေစိတ်ပြက်သွား၏အကင်းပါသောတထေးကတော်သည်မောင်သက်ရှေအားကြည့်ကာဘဲနဲ့ဆရာကလေးမျက်နာမကောင်းပါလားကျုပ်ဟာဆေးဝါးကုသတဲ့ဆရာကျေးဇူးကိုသိတတ်ပါတယ်ဒီထောပတ်တွေဟာအလကားဖြစ်သွားတာတဲ့ခြေပူနာတို့တုတ်စီယာမီးညှိထွန်းစရာတို့မရပါလားဆရာရဲ့ကျေးဇူးကိုကောင်းကောင်းဆက်ပါမယ်မောင်သက်ရှေလည်းပညာရှိတထေးကတော်ဤစကားကိုကြားမှပြုံးနိုင်လာသည်တထေးကတော်ဤ9နှစ်တိုင်ခံစားနေရသောဝေဒနာမှာမောင်သက်ရှေတခါတည်းနှာနှက်ပေးယုံနှင့်ယူပြစ်သလိုပျောက်ကင်းရာကတထေးကတော်ကငွေ1000ပူဇော်၏တထေးသားကလည်းငတ်မိခင်ပြတ်အောင်ကုသသူဟု1000ချွေးမက1000တထေးကြီးက1000မိတ်ဆွေသင်္ဃဟများက1000စုစုပေါင်း9000ရရှိခဲ့လေသည်မောင်သက်ရှေဆေးကု၍ပျောက်ကင်းသဖြင့်ကျေးဇူးတင်ကြောင်းအင်္ဂလိပ်သတင်းစာကလားသတင်းစာများ၌ကြော်ညာပေးရာမြန်မာဆေးကျောင်းသားတဦး၏လက်စွမ်းဟုမြန်မာသတင်းစာများကကူးယူဖော်ပြသည်ကိုမောင်သက်ရှေကသိရှိသေးဟန်မတူကြမောင်သက်ရှေသည်ဘာယာနဒီမှကာလကတ္တာသို့ပြန်ခဲ့ပြီးလျင်မြန်မာပြည်သို့ပြန်ရန်မိတ်ဆွေများအားနှုတ်ဆက်နေ၏မောင်မောင်ဘထံမှလည်းကာလကတ္တာ Statesman သတင်းစာတွင်တားအကြောင်းတွေ့ရာမှဖေဖေတို့သားဘယ်ရောက်နေသည်ကိုသိရကြောင်းတားထွက်ပြေးသွားစဉ်ကစိတ်မချမ်းမသာနေ့စဉ်နဲ့အမျှလွမ်းဆော်အမှတ်ရကြောင်းစသောစာရှည်ကြီးတစ်စောင်ကိုဖတ်ရှုရလေသည်ပြန်ပြီးနေ့၌ဆေးကြောင်းအုပ်ကြီးအားဗုဒ္ဓဘာသာထုံးစံတိုင်းကြော့ရာဆရာကြီးမှာစုမပေးတဲ့ခေါင်းညိတ်ကြည်ရင်ဘရောင်းမင်းဆေးဘက်မဝင်တဲ့တစ်ပင်တပင်မှဆရာကိုမပြနိုင်ခဲ့ဘူးနော်ကျွန်တော်ကြိုးစားရှာတာပဲဆရာနေရာလဲအတော်နှံ့ပါတယ်ဘယ်မှဆေးဘက်မဝင်တဲ့အပင်တပင်တလေးမှမတွေ့ရပါဘူးဆရာကြီးရဲ့အေးမင်းဟာဟိန္ဒူဆေးပညာပါတတ်တဲ့လူမို့မင်းလိုလူကဘာမှရှိမယ်မထင်ဘူးဆေးတစ်ခါကုယုံနဲ့နာမည်ကြီးတာလဲမင်းတရားဖယ်တွေ့ဘူးတယ်ရန်ကုန်မြို့ဖျားလန်းဝင်းညာတစ်ခုတွင်းရှိတိုက်ကြီးပေါ်၌အသက်80ကျော်ခန့်အဖိုးကြီးသည်10နှစ်ရွယ်မိန်းကလေးတယောက်အားအတင်းလိုက်ဖမ်းနေရာကလေးမကလေးမှာစပွဲဘီရိုဆိုဖာစသည်တို့ကိုကြွေကောက်လှည့်ပတ်ပြေးနေသဖြင့်မမိနိုင်ပဲဆိုဖာတစ်ခုပေါ်တွင်ထိုင်ချကာဟောဟဲနှင့်မော၍နေလေသည်အမောနှင်းငယ်ပြေလျင်ဟဲ့ခင်မိနဲ့ခင်မလာကြစမ်းဒါဟာနင်တို့တင်ပေးတာပဲအသက်30နှစ်ခန့်နှင့်30ခန့်မိန်းမ2ယောက်လဲပြုံး၍ထွက်လာကြကာ
မဟုတ်ပါဘူးဖိုးဖိုးရဲ့ဖွားဖွားတင်ပေးတာဖြစ်မှာပေါ့တဲမလောက်လေးမလောက်စားနဲ့နင်တို့သတိထားကြအဖိုးကြီးကမောင်မောင်ဖဤဖခင်ဥပိန်ဖြစ်၏တိုက်ကျဲကြီးတွင်အိမ်အောင်ဆုံးအားလုံးသားမြေးမြစ်ပါတပျော်တစ်ပါးကြီးနေထိုင်လျက်ရှိကြ၏အဖိုးကြီးမှာဒူလာမြင်းတရိုက်ယောဂါဆွဲကပ်နေသဖြင့်ခါဝတ်ပစိုးတွင်သွေးများလိမ့်ကပ်ပေကြံနေသဖြင့်မြေးများကရောမြင့်မလီးများကပါဖိုးဖိုးမိရဲ့အမြဲလာနေတာပဲတော်တော်ကြာကိုဝင်ရှိတော့မယ်ဟုလောင်ပြောင်လေးရှိကြသဖြင့်အဖိုးကြီးအမြဲဒေါပွားနေရလေသည်ထိုအခိုက်မော်တော်ကားတစ်စင်းစင်ဝင်အောက်သို့ထိုး၍ရက်ပြီးနောက်အသက်22နှစ်ခန့်ဥရောပအဝတ်စားနှင့်လူရွယ်တစ်ယောက်ဆင်းလိုက်၏အသက်52နှစ်ခန့်လူကြီးတစ်ယောက်သည်မျက်မှောင်ကျုပ်ခါကြည့်နေရမှဟင်လူလေးမောင်သက်ရှည်မဟုတ်လားဟုခြေလန်းကျဲကြီးနှင့်ထွက်လာကတားအားပွေ့ဖက်လေတော့သည်ခင်မိမိခင်မမမောင်သက်ရှည်ပြန်လာပါဟိဟုလဲလှမ်းအော်ပြောရာအိမ်သားအလုံးပြေးဆင်းလာကြသည်ခင်မိမိကဟင်မောင်လေးအရက်ကထွားကြိုင်လာလိုက်တာဖေဖေကိုမှီနေပြီအခိုင်းစေများလဲကားပေါ်ကပစ္စည်းများချကာအတွင်းသို့တည်ယူနေကြသည်သားမိသားဖတစုလဲအိမ်ပေါ်သို့တက်လာကြကာဝိုင်းထိုင်ကြပြီးလျင်မောင်သက်ရှည်ပညာသင်ကြားပုံကိုမေးမြန်းနေကြရာမောင်သက်ရှည်ကလည်းနောက်ကျောင်းပြန်ပြောနေ၏မောင်သက်ရှည်သည်စကားဆုံးလျင်ကိုအင်းကြီးအတွင်းအိတ်ကိုလက်ရှူ၌ခါစားအိတ်ရှည်တစ်ခုကိုဆွဲထုတ်လိုက်၏စားအိတ်ရှည်ထဲမှတဖန်ရာဒန်စက်ကူများကိုတပိုင်းတစပေါ်အောင်ထုတ်ပြပြီးလျင်မောင်မောင်ဖ၏အနီးစပွဲပေါ်တင်လိုက်၏သူကိုယ်တိုင်ဆိုဖာပေါ်မှဆင်းကာကြော်ရင်းဒါဟာကျွန်တော်ပထမဆုံးစေးကူကရတဲ့ငွေ9000ပဲဖြစ်ပြီးမွေးကျေးဇူးဆက်ပြရစီတာဓုတာဓုတာဓုဗျာမလိုပါဘူးသားရဲ့ဖေဖေတို့မွဲသမို့လားမင်းအစိုးရဘက်လုံမလားစေးဆိုင်ဖွင့်မလားကျွန်တော်စေးဆိုင်ဖွင့်မယ်ဖေဖေလွတ်လွတ်လပ်လပ်စေးကူစားမယ်အေးဒါဖြင့်ဒီငွေနဲ့အရင်ဒီပေါ့လိုသေးရင်ဖေဖေပြောလိုသမျှဖေဖေအရင်စိုက်ပေးမယ်ဟေးမောင်သက်ရှိဒါတွေအသာထားအောင်ဖိုးဖိုးယောဂအရင်ကုပေးပါကွယ်အဖိုးကြီးသည်အောင့်၍မနေနိုင်မဲကြားဖြတ်ဝင်ပြောရှာ၏ဘာယောဂလဲဖိုးဖိုးရဲ့မိရဲ့ယောဂခင်မိမိကထောက်၍ပြောလိုက်ရာအဖိုးကြီးသည်ခင်မိမိကိုကုန်းလှမ်း၍ရိုက်လိုက်၏ခင်မိမိကနောက်ကိုစုပ်လိုက်သဖြင့်လေကိုသာရိုက်မိနေရာနင်တော့တတိထားငါမြေးကုလို့ပျောက်မှသိစေမယ်အလက်ကားကောင်မတွေသွေးမြေးတရိုက်ဖြစ်နေတယ်မြေးရဲ့ဒါကိုဒင်းတို့ကမိရဲ့တဲ့ရာသီလာနေတယ်နဲ့လောင်နေကြတာပဲ။အော်ဒါကြောင့်ကိုဖိုးဖိုးထိုင်တဲ့ဆိုဖာပေါ်မှာရာဘာအဝတ်အုပ်ခင်းထားတာကိုဖိုးဖိုးခဏကလေးမတ်တက်အဖိုးကြီးသည်မတ်တက်ရက်ပေးလိုက်ရာမောင်သက်ရှည်သည်ရာဘာအဝတ်တွင်ဆွဲကပ်နေသောသွေးစာများကိုလက်နှင့်တို့ကမယုံမရှာနမ်းကြည့်ပြီးလျင်ဥကောင်းတစ်ချက်ဆက်လိုက်ခါချက်ချင်းပျောက်စေမယ်ဖိုးဖိုးဆေးတွေလည်းအများကြီးစုဆောင်းလာတာပဲဟုသူပစ္စည်းရှိရာသို့ထသွားကပရုပ်စီဘူးပမာဖန်ဘူးငယ်တစ်ခုယူလာ၏တဖန်ဖန်ဘူးကိုဖွင့်ကဖျောင်းချက်လိုလိုဆေးကိုလက်သေးကွန်မောအနှဲငယ်တင်လိုက်ပြီးလျင်ကဲဖိုးဖိုးအခန်းထဲသွားကြစို့မြေဖိုးနှစ်ယောက်အခန်းထဲသို့သွားကြသည်9မိနစ်တွင်မှပင်ပြန်၍ထွက်လာရာအဖိုးကြီးမှာခါးဝတ်အသစ်တစ်ခုလဲလျက်ပြုံးပြုံးနဲ့ဖြစ်၍နေသည်တဲစွမ်းကိုကလက်သေးကွန်တင်ထားတဲ့ဆေးလေးယုံနဲ့တခါတည်းသွေးထွက်ရက်ပြီးပျောက်သွားတာပဲဟိုဆရာဖြင့်ဒင့်မေကလိန်ဒပလင်းကုံယုံနဲ့ပျောက်မတယ်1000လောက်ရှိတဲ့ပလင်းကုံလိုလည်းမပျောက်ဘူးအဖိုးကြီးသည်ထိုးသို့ပြောရင်းမိကန်တစ်တာကြီးရှိရာသို့သွားပြီးလျင်မိကန်တစ်တာထဲမှခင်မိမိခင်မမမောင်မောင်မဇနီးစသဖြင့်အားလုံးဝစ်စင်ကြသောစိန်ရွှေများကိုယူလာကာစပွဲပေါ်တင်ပြီးလျင်ကဲကမြင်းမတွေမှတ်ဒါစေးကူကငါမြေအကုန်ယူမောင်သက်ရှည်သည်အဖိုးကြီးအားပြုံးမော့ကြည့်ကနေပါစေဖိုးဖိုးရဲ့ကျွန်တော်အမတွေတူမတွေရောအမေပစ္စည်းတွေကိုရောမယူရပါဘူးရော့မမကြီးပြန်ထားကြည့်ဟုစိန်ရွှေထဲသောနသာတစ်တာငယ်ကိုခင်မိမိအားလှမ်း၍ပေးလိုက်လေသည်အဖိုးကြီးလည်းသူထိုင်နေကြဆူဖာပေါ်ရှိရာဘာအဝတ်ကိုဆွဲယူပစ်လိုက်ပြီးလျင်စိတ်မလုံးသဖြင့်သူ့ဖင်လှဲ့ကြည့်ကာသွေးမမြင်မှထိုင်ချလိုက်ရာအားလုံးပြုံး၍နေကြ၏ဟိုမှာဆေးတွေအတော်ဆုံးနေထင်တယ်ဟိန္ဒူဆေးပညာအသင်းကြီးကဆေးဥယျာဉ်စိုက်ပျိုးထားတော့တစ်ဥတစ်မြစ်တစ်ရွက်လိုလေသေးမရှိဘူးဖိုးဖိုးရဲ့ဆေးပညာလိုက်စားသူတွေဟာကိုယ်တိုင်ဘာမြစ်ဘာရွက်
ဘာဦးလို့လက်တွေ့နားလေရတယ်အေးတဲဟုတ်ကိုကွယ်တို့စီကဆရာတွေတော့ဗျာဆေးတယ်ပေးတာပဲသုံးနေကြတယ်တလောကမှတ်မိသေးတယ်အညိုဆိုတဲ့ဗျာဆေးတယ်မိမတယောက်မကျမ်းမမာဖြစ်နေတာဆရာ3-4ဦးလဲပြီးကုလဲမပြောက်ဘူးဒါနဲ့သမီးကြီးကအမေရဲ့ဆရာဖြူဟာနာမည်ကြီးတရားမယ်သူ့ပင်ပြီးကုပါလားဆိုတော့အထင်မကြီးနဲ့သမီးဆရာဖြူလဲမေမေရောင်းတဲ့ဗျာဆေးနဲ့ဆေးကုစားနေတာပဲလို့ပြောတဲ့အချိန်မှာနေကင်း12နာရီခန့်ဖြစ်ရာအောက်ထပ်လက်ဖက်ရည်ကန်တွင်စပိုမူးများလက်ဖက်ရည်ဘီစကွတ်မုံများအသင့်ပြင်နေကြသည်တရားစဉ်ကျော်သောအိမ်သားစုတို့သည်အောက်ထပ်သို့ဆင်းကြကာထိုင်၍တောက်ကြရင်းအမနှစ်ယောက်ကသူတို့သားသမီးများနာမည်နှင့်တကွမောင်သက်ရှည်နှင့်မိတ်ဆက်ပေးကြသည်ဟေးမောင်သက်ရှည်မင်းအဆက်စီသွားနှုတ်မဆက်ဘူးလားခင်မသည်သူ့မောင်အားပြုံး၍ကြည့်ကာပြောလိုက်ခြင်းဖြစ်၏အမှန်ဗျာအခုလောက်ရှိကျွန်တော်ရောက်တာတိရောပေါ့တိရင်သူလာမှာပေါ့ဟဲ့ဟိုတုန်းကလိုခလေးမှတ်နေသလားအသက်18နှစ်အပြိုကြီးဖားဖားဖြစ်နေပြီးသူလာရဲပါမလားမိမချောကွမောင်သက်ရှည်သည်နေရာမှထကာတိုက်ပေါ်သို့တက်ခဲ့၏သူတွင်မြမအဝတ်စားမရှိသဖြင့်ဖခင်ကြီး၏အဝတ်ဘီရိုနားတွင်ကပ်ခါပိုးလုံးကြီးမျိုးစုံကိုအထည်30ကျော်ပိုးပစိုးမျိုးစုံ10တဲတက်မနေခောက်စီထားသည့်အထက်ကရေနံရောင်ဘန်ကောက်လုံးကြီးတစ်ထည်နှင့်အထည်20တက်မနေသောအင်ကြီးမျိုးစုံတွေကမိခိုရောင်တက်ကလက်အင်ကြီးတစ်ထည်ထုတ်ယူကာခါးကဘောင်းမီနှင့်လဲ၍ဝစ်စင်နေ၏မကြခင်ပင်ရေနံရောင်ဘန်ကောက်လုံးကြီးမိခိုရောင်တက်ကလက်အင်ကြီးရှုဖနက်အနက်ဝစ်စင်ထားသောအသက်22နှစ်ခန့်နုပြိုထွားကြိုင်သောလူလွင်တယောက်သည်ဝင်းညံတစ်ခုတွင်းရှိတိုက်စင်ဝင်အောက်သို့ရောက်ရှိနေရာအသက်14နှစ်ခန့်ကလေးမတယောက်ကဘာကိစ္စလဲဟုမေးသည်ဖြင့်နွယ်နွယ်နဲ့တွေ့ကျင်လို့ဟုပြောလိုက်ရာကလေးမကလေးတိုက်ခန်းထဲသို့ဝင်သွားသည်ချက်ချင်းလိုပင်အသက်18နှစ်ခန့်မန္တလေးချစ်ပိုးအဝါရောင်မထူမပန်းပဒုံမာရင်ပုံးအင်ကြီးသပင်နောက်တွဲထုံးနှင့်မိမပျိုတယောက်ထွက်၍လာ၏6နှစ်တာမြခွဲခွာနေရတော့လဲနှစ်ယောက်စလုံးငယ်ရုပ်မပြောက်သဖြင့်ကောင်းစွာမှတ်မိကြသည်နှစ်ဦးစလုံးရင်ဖိုနေကြသည်နွယ်နွယ်ထွားလာလိုက်တာကွယ်ကိုသက်ကောမျက်နာမှတ်မိလို့သာဦးလေးပါလောက်ထွားနေတာပဲနှစ်ဦးသားဧကန်ဆိုဖာတွင်ထိုင်မိကြသည်၎င်းတို့မှာသမီးကြီးသားလည်းမဟုတ်သဖြင့်လွမ်းဆွေးစကားပြောစရာမရှိနွယ်နွယ် BA ဂျူနီယာမှာတင်နေရပုံမောင်သက်ရှည်ကာလကတ္တာနေရပုံများကိုသာတလဲ့စီပြောနေကြရမှစကားမပြောဘဲအတန်ကြာတိတ်ဆိတ်နေကြသည်ခဏကြာမှမောင်သက်ရှည်ကနွယ်နွယ်နဲ့ကိုသက်ခွဲခွာကန်ဒီပန်းညံခုံနှန်းပေါ်မှာနေခဲ့ကြတာမှတ်မိသေးလားခင်နှန်းနွယ်မြည်သူမြမပြောရှက်သွေးရှမ်းငါရီဝေသောမျက်လုံးအစုံဖြင့်မောင်သက်ရှည်အားကြည့်ရှုနေ၏ကိုသက်မေးမိတာစိတ်ဆိုးသွားသလားမဆိုးပါဘူးကိုသက်ပညာတော့စုံပြီးဘာလို့သေးသလဲနွယ်နွယ်ဘာမှမပြောငေးကြည့်နေသည်နွယ်နွယ်ငယ်ငယ်ကတွတ်တလောက်နှုတ်လေးလှသည်ဟုမောင်သက်ရှည်မှတ်ထင်နေသည်သူသည်ဖွင့်ဟမေးခြင်းပြောခြင်းလှသည်ကလေးဘဝကအချစ်သည်လူကြီးဘဝအချစ်ထိကူးဆက်နိုင်မမလားမောင်သက်ရှည်တွေး၍မရထိုအခိုက်အသက်50ခန့်မိမကြီးတယောက်ထွက်လာကဟဲ့နွယ်နွယ်ဒါဘာတူလဲကိုသက်ရှည်လေးမေမေရဲ့ဟဲထွားလိုက်တာမှတ်တောင်မမှတ်မိဘူးဟိုတုန်းကတော့ဘောင်းမီတိုးနဲ့မယမ်းမင်တက်တာမြင်မိသေးတယ်အမဲကြီးဝင်ရောက်ထိုင်ကတောင်မေးမြောင်မေးလုံနေသဖြင့်အခြားစကားမပြောရဘဲအချိန်အတန်ကြာမှမောင်သက်ရှည်ပြန်ခဲ့ရသည်ယခုခါ၌ဒေါက်တာသက်ရှည်သည်ပန်းဆိုးရန်တွင်စေးဆိုင်ကြီးတစ်ဆိုင်ဖွင့်ကာလူနာများအားလက်ခံကုသခြင်းပင့်ခေါ်ကလိုက်လံကုသခြင်းဖြင့်အလုတ်လက်မလဲအောင်ဖြစ်၍နေသည်လက်ထောက်ဆရာဝန်2ယောက်တိုး၍ထားရသည်နာမည်လဲကြော်ကြားနေရာတနေ့တွင်လူနာတဦးစီမှကားလွှတ်၍အပင့်ခိုင်းသဖြင့်လိုက်ပါသွားရသည်အိမ်ဝင်းချံအခြေအနေကိုကြည်ခြင်းအပြင်အတော်ချမ်းသာသူများဟုဒေါက်တာသက်ရှည်အကဲခတ်မိ၏၎င်း၏သဘောမှာဆင်းရဲသူများအားအခမဲ့ကုသပေး၍ချမ်းသာသူများထံမှနစ်နေအောင်စေဘိုးဝါကတောင်းလေရှိ၏လူနာမှအသက်40ခန့်ရှိ၍ဂရင်မော်တွင်တဟိဟိနှင့်ညီးတွားနေသည်လူနာကပင်အော်ဆရာကငယ်ငယ်ရှိသေးပါလားအိမ်သားတွေကြောင့်သာခေါ်ရတာကျုပ်တော့တေဖို့ပြင်နေတာပဲဒေါက်တာလည်းသိမှာပေါ့ဒေါက်တာစင်းကိုလီသူက9ရက်ခံမတဲ့
ဒေါက်တာအောင်ဝင်းကလည်း9 ရက်ပဲခံမတဲ့သူတို့လက်လျှော့သွားကြတယ်ဒီလိုဖြစ်တာဘယ်လောက်ကြာပါလဲ9 နှစ်လောက်ရှိပြီဒါဖြင့်ဦး3 လအိတ်နိုင်မှမလား9 ရက်နဲ့တည်မဲ့လူတယောက်3 လတောင်နေရမှာအိတ်နိုင်ပါတယ်ဆေးကုကောပျောက်ရင်ဘယ်လောက်ပေးမလဲကျုပ်ပစ္စည်းမှန်သမျှအကုန်ပေးပါမယ်ဒေါက်တာသက်ရှိသည်လူနာအားဂရင်မော်တွင်အိတ်စေပြီးလျင်မေ့စေးတင်လိုက်၏တဖန်ဓာငယ်ဖြင့်ဥယေကုံကိုကျင်လည်စွာခွဲနေသည်အိမ်သားများလည်းစိုးရိမ်ကြီးစွာနှင့်ကြည့်ရှုနေကြ၏ဒေါက်တာသည်ဥယေခွဲပြီးလျင်အုံနောက်ထဲကြည့်ရှုရာပင့်ကူကောင်လောက်ပိုးကောင်2 ကောင်တွေ့ရသဖြင့်ကြည့်ရှုနေသောအိမ်သားများအားဟောဒီပိုးငယ်ဆက်စားနေရင်9 ရက်နဲ့သေမယ်ဒီပိုးကြီးဆက်စားနေရင်9 ရက်နဲ့သေမှာအမှန်ပဲဒါကြောင့်ဟိုဒေါက်တာ2 ယောက်စလုံးလူတော်တွေလို့ချီးကျူးရမှာပဲဒေါက်တာသက်ရှိသည်အုံနောက်စားပိုး2 ကောင်ကိုဖယ်ထုတ်လိုက်ပြီးလျင်ဥယေကိုပြန်စေ့ချုပ်လိုက်၏တဖန်မေ့စေးပြေအောင်လှုပ်လိုက်သောအခါလူနာမှာရွှင်ရွှင်ပြပြဖြစ်လာသည်ဘယ်နဲ့နေသေးသလဲဆက်ရှိန်ရှိန်နေပေမဲ့အလွန်အခမ်းရခတ်တာပျောက်သွားတော့ဒီလောက်နာတာမမှုတော့ပါဘူးခမားကိုခန္ဓာရည်ရှိအောင်ပိုမူပြောတာရက်တရပတ်3 ပတ်ကြာရင်အရှင်းပျောက်ပါလိမ့်မယ်ကျေးဇူးပါပဲဒေါက်တာရဲ့အသက်ပဲရှိပါတော့တယ်ဟေ့မောင်ချက်စာအုပ်ယူခဲ့ကွာလူနာသည်ဒေါက်တာသက်ရှိအား1000 တန်ချက်လက်မှတ်တစ်ခုရေး၍ပေးလိုက်၏ဒေါက်တာသက်ရှိမှာအသွားပြန်ပါ3 နာရီအတွင်းငွေ1000ရခဲ့လေသည်အလုတ်တိုက်သို့ရောက်လျင်ပင်အနားမနေရသည်အရေးကြီးသောလူနာတစ်ယောက်ရောက်နေ၏လူနာမှာအသက်20 ခန့်ရှိ၍အဖြစ်ပြက်ကိုမေးကြည့်သောအခါစားသမျှအစာအန်ထွက်ခါကျင်ကြီးကျင်ငယ်မဖြောင့်သွေးသားဆုပ်ယုပ်နေသည်တဖန်ထိုယောဂါမရခင်ကအဖြစ်ပြက်မေးသောအခါဂျွန်းပြေကစားလေရှိကြောင်းပြောပြမှယောဂါအခြေအနေကိုရိပ်မိလေသည်လူနာအားစိတ်ကူကန်းထဲသို့လက်တွန်းလှဲဖြင့်ခေါ်ယူစေခဲ့ကာဂရေမော်တွင်အသာယာတင်လိုက်၏တဖန်မေ့စေးပေးပြီးလျင်ဝမ်းကိုခွဲ၍ကြည့်ရာဒေါက်တာတွေးထင်သည့်အတိုင်းဥထုံးနေသည်ကိုတွေ့ရ၏မိဘအားခေါ်၍ဥထုံးနေသည်ကိုပြကာဒီဥထုံးမပြေရင်ခမားတို့သာသေမှအမှန်ပဲလှုပ်ပါအောင်ဆရာရဲ့ကျေးဇူးတင်လိုက်တာဒေါက်တာသက်ရှိသည်ဥထုံးကိုဖြေ၍နေသားတကြထားပြီးလျင်ဝမ်းရည်ကိုကြောင်ဦးနှင့်စိစက်အောင်ချုပ်လိုက်၏မေ့စေးဖြေလိုက်သောအခါလူနာ၏မျက်နှာမှာတိတိသားသားရွှင်ပြလာလေသည်ဒေါက်တာသက်ရှိသည်ထိုကဲ့သို့ခဲရခဲစစ်တွေကိုပျောက်ကင်းအောင်ကုသနိုင်သဖြင့်နာမည်ကြီးတဲ့ကြီး၍နေတော့သည်တစ်ချိန်၌မူကားဒေါက်တာကိုယ်တိုင်အသက်ဘေးမှတီတီကလေးလွတ်ခဲ့ရလေသည်သိန်းဤစော်ပွားကြီးမှာမစားနိုင်မတော့နိုင်ဖြော့တော်သောယောဂါဖြစ်နေရာနာမည်ကြီးဆရာဝန်မျိုးစုံနှင့်ကုသတော်လဲမတက်သားသဖြင့်ဒေါက်တာသက်ရှိအားပင့်ခေါ်၍ကုသ၏ဒေါက်တာသက်ရှိသည်ယောဂါအခြေအနေအကဲခတ်ပြီးနောက်ဘိန်းနဲ့ဒီပြင်ဆေးနဲ့စုပေါင်းကုသရလိမ့်မယ်ဟာဒေါက်တာဘိန်းတော့ဘယ်နည်းနဲ့မှမပါပါစေနဲ့ကျုပ်ရစ်မျိုး၅ ပါးရှောင်ကျင်မှုဖျားမှာတစ္ဆာပြုထားပါတယ်ဒီပြင်နီးနဲ့ကုပါဆရာဒေါက်တာအကြံရကျက်သွားသည်ယောဂါမှာဘိန်းမပါလျင်မဖြစ်ချေစော်ဝါးကြီးမှာလည်းဓာပိုင်အာနာပိုင်ဖြစ်သည်ဖြင့်အကယ်၍ဘိန်းပါကသူ့နယ်ထဲတွင်အသက်မခံရဟုမဆိုနိုင်တို့အတွက်ဘိန်းနံပြအောင်ဆေးချက်ရင်းစော်ဝါးကြီး၏မော်တော်ကားနှင့်ဟော်တကားကိုဆေးမြစ်ရှာဖွေရန်အတွက်အခါမရွေးဝင်ထွက်ခွင့်ရနိုင်ရန်ခွင့်တောင်းထားရသည်တနက်နက်တွင်စော်ဝါးကြီးအားဆေးတိုက်သည်အစာကြေ၍လေပြိုလျင်ကားဘိန်းနံပေါ်မီမလွဲသဖြင့်ဒေါက်တာသက်ရှိသည်ဆေးမြစ်ရှာဟုအကြောင်းပြကာစော်ဝါးကြီး၏ကားကိုကိုယ်တိုင်မောင်းကာလစ်လေတော့သည်၎င်း၏စိတ်၌စော်ဝါးကြီးလေရင်မြန်နှင့်လိုက်တိုင်မည်မဟုတ်ဟုသာတွေးမိရာတီဘောရောက်တွင်ရှမ်းပလိတ်3 ယောက်တနက်9 စီနှင့်တားထားရာမှတယ်လီဖုန်းနှင့်အကြောင်းကြားနိုင်ကြောင်းရိပ်မိလေတော့သည်ဒေါက်တာသက်ရှိမဟုတ်လားရှမ်းပလိတ်တယောက်မြန်မာလိုစီး၍မေးသည်တနက်ပါတော့လဲချိန်ရွယ်ခြင်းမရှိရိုးရိုးလက်ပြကားရက်စေးပြီးလျင်မေးမြန်းခြင်းဖြစ်ရာဒေါက်တာသက်ရှိလှည့်စား၍ရမည်မဟုတ်ပါတယ်သိန်းဒီကိုပြန်ခေါ်ခဲ့ရမယ်လို့အမိန့်ပါလာပါတယ်ဒေါက်တာသက်ရှိမတက်နိုင်တော့ပြီကားလှည့်ကားသိန်းဒီဘက်သို့ပြန်တက်ရပြန်သည်ကားတမိုင်ငန့်မောင်းမိသောအခါကားရက်သွားသဖြင့်ရှမ်းပလိတ်3 ယောက်အားဆင်း၍တွန်းစေ၏ဒေါက်တာလည်းစက်ဖုံးဖွင့်လိုက်ဟိုကိုင်လိုက်နှင့်အလုတ်ရှုပ်လေသည်ခဏကြာလျင်ကားဆက်နှိုးရလာသည်ဒေါက်တာသည်ရေဘူးကိုဖွင့်ကာရေတောက်ပြီးလျင်ရှမ်းပလိတ်များအားရေဘူးလှမ်းပေး၏တယောက်က
ဟေးအရမ်းမတောက်နဲ့သူကြွေးတာမစားရဘူးတဲ့။အိုးကွာရေပဲဟာသူတောင်တောက်သေးတာသူသိရင်တို့လဲသေးပေါ့ဒီလောက်ကြောက်မနေစမ်းပါနဲ့။ရှမ်းဘာသာဖြင့်အထက်ပါတိုင်းပြောကြပြီးလျင်တယောက်တလဲရေတောက်ကြသည်။ကားတမိုင်ငန့်သွားမိလျင်နောက်မှဆရာကားရက်ပါအိုးချီးပါခြင်းနဲ့ချီးပါခြင်းနဲ့ဒေါက်တာကားကိုရက်၍လှည့်ကြည့်သောအခါရှမ်းသုံးယောက်စလုံးဘိုက်ကိုနှိပ်ခါရှုံမဲ့နေကြသည်ကားပေါ်ကဆင်း၍လမ်းဘေးခြုံကွယ်သို့မရောက်ခင်ပင်၎င်းတို့ဘောင်းမီထဲ၌ပါချကြလေသည်ဒေါက်တာသက်ရှည်ကလက်သေးကွန်ထဲတွင်ဆင်းမှုန်ထဲ့ကာရေနှင့်အမှတ်မဲ့ရောဆက်လိုက်သည်ကိုရှမ်းများအညာမိနေသဖြင့်ပြုံးကြည့်နေသည်ရှမ်းများမှာဝမ်းတပြည့်ပြည့်သွားနေကြစေတယောက်ကရှုံမဲ့ကဆရာငါတို့သေးမလားလှုပ်ပါဦးဒေါက်တာသည်ကားပေါ်ကတနက်သုံးလက်ကိုရှမ်းများမြင်သာသောနေရာတွင်ချထား၍ရှမ်းများအားဆေးမှုတ်အနေငယ်စီပေးပြီးလျင်ခမည်းအဲ့ဒါရက်လိုက်တနာရီတွင်ဝမ်းရက်လိမ့်မယ်ကျုပ်လိုက်ရင်စော်ဘွားကတက်ပြစ်မှာဟုပြောကာကားကိုလှည့်ပြီးလျင်တီဘောစီသို့တုတ်ချေတင်လာ၏တီဘောမှတဖန်မေမြို့ဖြတ်၍မန္တလေးအရောက်လာခဲ့လေသည်မန္တလေးမှတဖန်မိရထားဖြင့်ပြန်ခဲ့ရလေသည်သူ၏ဆရာဝန်များအားအကျိုးအကြောင်းပြောပြသောအခါအားလုံးရီမောနေကြလေသည်9 ရက်ခန့်ကြာသောအခါဒေါက်တာသက်ရှည်၏အလုတ်တိုက်သို့ပိုးပေါင်းပြီးအဖြူပွပိုးကောင်းပေါင်းပိုးအင်ကြီးလက်ကျက်နှင့်အသက်40ခန့်လူကြီးတစ်ယောက်ဘောင်းမီနဲ့ဝတ်ထားသောလူငယ်2ယောက်အထုပ်ကြီးတစ်ခုနှင့်ဝင်ရောက်လာကြ၏ဟင်အမတ်ကြီးပါလားဘယ်နဲ့လဲတော်ဖျားစိတ်ဆိုးပြေးပလားပြေလို့လာရတာပေါ့ဗျာအစကများဓာချင်းကျိန်းနေတာပဲအခုတော့ဓာတွေဆရာကိုအကြော့ခိုင်းလိုက်ပါတယ်ပစ္စည်းများမှာအလွန်ကောင်းသောတာမွေဝစ်လုံးရှမ်းမင်းကြီးမင်းသားများပေါင်းလေရှိသောရွှေကျင်ခပ်ပဝါ2ပိုင်းစင်စွယ်ရိုးတက်ငွေနှောက်ကွဓမြောင်စပကြီးသဲကြီးကြန့်သွေးအကျော်စသောဆေးဘက်ဝင်သည့်ပစ္စည်းများနှင့်ငွေသား9000မှာရရှိလိုက်လေသည်ဒေါက်တာသက်ရှည်ကနေ့ညမအားလူနာများအားကုသနေရသဖြင့်နွယ်နွယ်နှင့်တွေ့ကြမရကြဦးမောင်မောင်ဘကအနားယူပါအောင်ဟုအတန်တန်တိုက်တွန်းတော်မှ9 ရက်အနားယူကာလက်ထောက်ဆရာဝန်များကိုလွှဲအပ်ထားလေသည်နေကင်း17 နာရီခန့်အပေါ်တက်မြောက်ဖက်ပရင်းပေါက်တွင်ရက်ခါဒေါက်တာသည်သူငယ်ငယ်ကကစားခဲ့သောမြောက်ဖက်ကခြံကြီးကိုလှမ်းကြည့်နေသည်ကလေးဘွားကလက်ပွန်းတတိနေခဲ့သောချစ်သူအားဘယ်သောအခါမှသူမမေမယန်းသည်စွပ်ပေးရပုံပန်းခုပေးရပုံပြေးတန်းလိုက်တိုင်းကစားပုံလုံကြီးတုတ်လဲသဖြင့်ပွေထူပေးရပုံများတစ်ခုပြီးတစ်ခုပေါ်ပေါက်နေသည်ထိုအခိုက်မြောက်ဖက်တိုက်မှအရေးတစ်ခုပေါ်လာပြန်သည်ဒေါက်တာသည်မဟော်တရာလောက်ခါလက်တစ်ချောင်းတစ်ခါလက်နှစ်ချောင်းတစ်ခါထောင်ပြရာတစ်ဖက်မှလက်တစ်ချောင်းထောင်ပြသဖြင့်အာရဝမ်းသာဖြစ်သွားပြီးလျင်ရှက်လက်တို့မန္တလေးပိုးလုံးကြီးနှင့်ပင်မြောက်ဖက်တိုက်သို့ကူး၍သွားလေသည်ဒေါက်တာသက်ရှည်တိုက်အောက်ထက်သို့ရောက်သောအခါဧကန်တွင်လူတစ်ယောက်မှမရှိအိမ်နောက်ပိုင်းတွင်အခိုင်းစီများသာရှိသည်အရဲဆောင်ကတိုက်အပေါ်ထက်သို့တက်သွားရာအောက်သို့ဆင်းလာရန်လှေကားထိပ်အနီးရောက်နေသည့်ခင်နန်းနွယ်နှင့်ရင်ဆိုင်တိုးနေသည်။အိုးကိုသက်ရဲလွန်လှကြီးလားလာအောက်ထက်သွားကြစို့မသွားပါဘူးအပေါ်မှာပဲစကားပြောရအောင်လာပါနွယ်ရဲ့ဒေါက်တာသက်ရှည်သည်ခင်နန်းနွယ်ဤပခုံးကိုဖတ်ခါဆွဲခေါ်လျာအိုးဟုယုံတော်လဲရှက်၍ဟန်ယုံမြသာဖြစ်သည်ဖြင့်သူ့အခန်းထဲထိပါသွားသည်တော်တော်ကြာမိမိပြန်လာမှဖြင့်အိုးဒီတော့ချစ်ကြိုက်နေကြတယ်လို့ဖွင့်ပြောလိုက်ယုံပေါ့ဒီနွယ်ကချစ်ပါပြီကြိုက်ပါပြီလို့ပြောလို့လားပါဇက်ကပြောတာကအရေးမဟုတ်ပါဘူးဒီမျက်လုံးရဲ့အကြည့်ဒီလိုအလိုလိုက်တာတွေဟာမချစ်မကြိုက်ရင်ဘယ်သူလုံးမလဲဒေါက်တာသည်အာရပါရဖြစ်ညစ်ကမှုေးပြန်သည်အိုးဟုပါကလေးပွတ်နေတော်လဲထ၍မပြေးကြဝါမဆိုခင်လက်ထက်ကြစို့နော်နွယ်ကအဖြေမပေးရီဝေနေသောမျက်လုံးကြီးများဖြင့်ကြည်နေသည်ဒေါက်တာသည်အားမလို့အားမရဖြစ်ခါသူ၏ရင်ဝင်ထဲသို့ဆွဲသွင်းပြီးလျင်တနခါသွေးဤသို့တွင်ကြီးမှုေး၍နေလေသည်ဇိနထပကာသနီကျမ်းမှာဆရာစီဝကဝတ္ထုကိုမှီး၍ရေးသားခြင်းဖြစ်ပါသည်အတွဲနှင့်အမှတ်14 1948ဇူလိုင်လရှုမဝမဂ္ဂဇင်းမှာဖော်ပြခဲ့ပါတယ်